Okay, good morning. Good morning, everyone. My countdown and the Kimba, the man. So now, yeah, so now, yeah, we had the couple, Chato, legend, the Chato, Chapman. He Janet, man. Let's sweep potato, a few yarn alone, a neon alone. ဟိုကာလာနဲ့ဖဖကာလာနဲ့ကတော့ကောင်းတယ်ကွာဒီနာမားကတ်မှာတော့မရှိဘူးပဲမီးသွေးနဲ့ဖုတ်တာမာထောင်းကြွလာပြီမကြခင်စားရတော့မယ် coffee နဲ့ဒါကြတော့ဒီဖက်မှာကြတော့အမဲရိုးနဲ့အမဲရွတ်နဲ့ပြုတ်ထားတယ်ကွာဒီကားဒီကောင်လေးဒီမှာတော့အခါမှတလေမှအမေရိကရောက်တာ10နှစ်လောက်ဆုံးလာတယ်အခါမှမီးဒီပေါ်တိုင်းမီးသွေးနဲ့မီးဖုတ်ပြီးမှဒီလိုမျိုးกินစားတာဟိုတလောကကျက်ပေါင်กินတာတစ်ခေါက်အခုဒါဒုတိယအခေါက်မြောက်ပါတော့နောက်ဆိုတော့မီးသွေးလဲရှိတယ်ဆိုတော့စားချင်တော့လောကူတော့လို့ရလေမိတွေ့လဲစင်တင်မယ်ခေါ်ပေါ်တော့စားလို့ရတော့ခေါ်ပေါ်ကျဲတော့ဒီ sweet potato တွေတော့ဟိုအောက်မှာချပြီးမှာပဲမိတွေ့နဲ့နီးဆုံးနေရမှာချလိုက်မယ်ဟိုဆိုလို့ရှိရင်ခေါ်ပေါ်ကတူးမှာဆိုတော့နော်ဒါလေးပြောပြလေးလေလားဟိုတပြင်းကြဟိုတစ်ခါ3ပေကိုဒီမှာဟိုတပြင်းအတီးတော့ခုတ်ပလိုက်တယ်အမြစ်တွေကိုလည်းမအမှုဟိုစားမွေးကားလို့ပေါ့ဒီကကြတော့မှဟိုတရားအရွက်တွေအကုန်လုံးတရွက်ပဲခြံမှာခုတ်လိုက်လို့အရွက်တွေတုံးပလိုက်လို့မှသူတော့မှစငီဖြစ်နေတယ်ဒီမှာကတော့အရွက်လည်းရှိတဲ့မြတ်မခုတ်ရဘူးလေအနည်းဆုံးအခု3ရွက်လောက်တော့2ရွက်3ရွက်လောက်တော့ခြံထားတာပေါ့ဟိုငါဖက်ကင်ထောက်တော့ပါတော့ဒီမှာယူပြီးမှလှုပ်လိုက်ရုံပဲလေတိုက်ရတော့ပြဲကုန်နေပွဲဒီဟာတွေကလည်းမပြဲခင်မှာခောက်ပြီးမှမိကင်ပြီးတော့မှခဲတိတောင်ခဲမှတိတ်ထားရတော့တော်လေးတော့ခံနေဒါလေးချစ်စတာThank you ပါ